မင်္ဂလာပါကျွန်တော်ဒီနေ့အကြံဉာဏ်တစ်ခုပေးချင်ပါတယ်ပါအကြံဉာဏ်လဲပါလဲဆိုရင်တော့ကျွန်တော်တို့မိဘရှိတယ်မိသားစုလည်းရှိတယ်မိဘလည်းရှိတယ်ကိုချစ်တဲ့လူလည်းရှိတယ်နော်အဲ့ဒါကိုကဘယ်လိုမျိုး view site ပေးရမလဲအတိတ်ကကိုရဲ့မိဘပေါ့ကွာကိုရဲ့မိဘကိုဘယ်လို view site ရမလဲကိုကလာတိုင်းပဲပတ်စံပဲပေးတယ်ဟုတ်တယ်ရတယ်အဆင်ပြေတယ်ဒါပေမဲ့ကျမ်းမာရေးအတွက်ညီညွတ်တယ်ကျမ်းမာရေးအတွက်ညီညွတ်ရအောင်ဆိုပြီးကိုကပါတယ်ပေးရမယ်မသိနေတဲ့လူတွေအတွက်ကျွန်တော်ဒီနေ့တခုပြောပြပေးမယ်ဂျင်းစင်းမြက်ကော်ဖီရှိတယ်ကွာကျွန်တော်တို့ Surias မျက်စိအမျိုးစုံရှိတယ်ကျအတိတ်ကတော့ရောအားကောင်းဆောင်ကလာဂျင်းစင်းမြက်ကော်ဖီပဲဖြစ်ပါတယ်ကိုကနိုင်ငံခြားမှာရှိတယ်ကိုကလာတိုင်းပတ်စံလွယ်တယ်ဟုတ်တယ်အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ကိုရဲ့မိဘအတွက်ကျမ်းမာရေးအထောက်အကူဖြစ်စေမဲ့ဆိုရင်ပြည့်စုံရှင်တယ်ဆိုရင်ကိုပိတ်တဲ့လာတိုင်းပတ်စံကိုနည်းနည်းတောင်းလိုက်ပါနည်းနည်းတောင်းလိုက်ပြီးတော့ကိုအတွက်ကိုမိဘအတွက်ကျမ်းမာရေးနဲ့အထောက်အကူဖြစ်စေတဲ့ကျင်ချင်းမြကော်ဖီရှိတယ်ပြီးတော့စီချိုရှိနေလားရတယ်အဆင်ပြေတယ်စီချိုရှိနေလားတောက်လို့ရတယ်ဒီစင်မီကော်ဖီတစ်မျိုးတည်းရှိတယ်မဟုတ်ဘူးနော်ဝီကီဝေဒါတို့ရှိတယ်ကင်းစာဖြစ်နေသလားရတယ်ပြီးရင်ရှိတယ်ကျွန်တော်တို့တွေ့ရပြည့်စုံမှာပေါ့နော်စီချိုတွေးနေလားရတယ်အဆင်ပြေတယ်တောက်လို့ရတယ်နှလုံးယောဂဖြစ်နေလားနှလုံးယောဂအတွက်လည်းကိုရှိတယ်ပြီးတော့ကိုရဲ့မိဘအသက်ငယ်နေတယ်နော်အတူးတဲ့နာတယ်အစစ်တဲ့နာတယ်ခါတဲ့နာတယ်နော်အဲ့ဒါကိုပြီးတော့ထိုင်ထားတာခက်တယ်ဟုတ်တော့အဲ့ဒါ collagen ရှိတယ်စီချိုအတွက်ဆို collagen ကပိုတက်တော်တယ်နော်အဲ့ဒါမိဘကိုပြုစုချင်တယ်ဆိုရင်တော့ကျွန်တော်ကိုတတိယပါလို့လဲဘယ်လိုပြုစုရမလဲဆိုရင်တော့ကျွန်တော်မှာဆိုရပစ္စည်းမျိုးစုံရှိတယ်ဂျင်းစင်းမြက်ကော်ဖီရှိတယ်မိဘအတိုင်းမှာပြောမှာပဲကျွန်တော်မိဘတိုင်းမှာပြောမှာပဲမတောက်ဘူးမကြိုက်ဘူးတောက်လည်းမကောင်းဘူးနော်တောက်လည်းမကောင်းဘူးမကြိုက်ဘူးဒီအနဲ့လည်းမကြိုက်ဘူးတဲ့ဟုတ်တယ်ရတယ်အဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုရင်တော့အဓိကကတော့ဘာဖြစ်လဲဆိုရင်သူတို့ပတ်စံကုန်မှာစိုးတယ်ပတ်စံပေးပဲသူတို့ကိုယ်တိုင်ပေးဝဲမယ်ဆိုရင်သူတို့ဝယ်မနိုင်ဘူးမဝယ်ချင်ဘူးပေါ့နော်ချွေတာတယ်ပတ်စံကုန်မှာစိုးတယ်ဘာဖြစ်လို့လဲဆိုရင်တော့ဒါသမီးပတ်စံဆိုရင်မိဘတိုင်းမတော့ရက်ဘူးနော်အဲ့ဒါကြောင့်ပတ်စံကုန်မှာဆိုတဲ့အကြပြချက်အမျိုးမျိုးပေးတယ်ပေါ့နော်မသားဘူးမကြိုက်ဘူးဒီဈေးပေါ်တဲ့ဟာဈေးပေါ်တယ်မဟုတ်လဲအပြင်ကော်ဖီပဲတောင်းမယ်ကော်ဖီမဲပဲတောင်းမယ်ဟုတ်လားနဲ့ကော်ဖီပဲတောင်းမယ်ထိုင်းကော်ဖီတော့တချို့ကော်ဖီမျိုးစုံပေါ့နော်အဲ့ဒါပဲတောင်းမယ်တဲ့ဒါပေမဲ့ကျမ်းမာရေးအတွက်ညီညွတ်လားကျမ်းမာရေးအတွက်အဆင်ပြေလားနော်ကိုပြန်စဉ်းစားရမယ်အဲ့ဒါကျမ်းမာရေးနဲ့ညီညွတ်စေမဲ့တက်စားတော့ကျွန်တော်ဂျင်းစင်းမြက်ကော်ဖီပဲနော်ဂျင်းစင်းမြက်ကော်ဖီပဲကျမ်းမာရေးနဲ့အရန်ညီညွတ်တယ်ဒီပါပါကျွန်တော်ပြပေးမယ်ကျွန်တော်တို့မိဘအတွက်အရန်ညီညွတ်တယ်အဲ့ဒါကိုမိဘကိုပြုစုစေကိုကအဝေးမှာရှိတော့ကွာမိဘကိုပြုစုတဲ့အနေနဲ့ကိုကဂျင်းစင်းမြက်ကော်ဖီတို့ဖြစ်ဝီကေဝေဒါတို့ဖြစ်ပီယန်တို့ပဲဖြစ်တက်စားမျိုးစုံရှိတယ်နော်ပြီးတော့မိဘသားရေချိုးရမယ်ရေချိုးဆက်ပြရှိတယ်တောသားရမှာတောသားစိတ်ရှိတယ်တောသားတက်ရှိတယ်ကောင်းချော်ရမှာကောင်းချော်ရေရှိတယ်နေ့စဉ်တော့ပစ္စည်းမျိုးစုံရှိတယ်ပကံဆေးရမယ်ပကံဆေးရရှိတယ်အဝတ်လျှော်ရမယ်အဝတ်လျှော်ဆက်ပြမှောက်ရှိတယ်နော်အဲ့ဒါကြောင့်ကျွန်တော်မိဘကိုဘယ်လိုကျေးဇူးဆက်ရမှာလဲဆိုမသိနဲ့တွေ့ဝင်နေတဲ့သူတွေအတွက်ကျွန်တော်ကိုတတိယလိုက်ပါเนาะကျွန်တော်စီစဉ်ပေးမိဘကိုပါတယ်ဖြစ်နေတယ်ဘယ်လိုကျေးဇူးဆက်ချင်လဲဆိုရင်တော့ကျွန်တော်ကိုတတိယလိုက်ပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တန်ကိုတယ်